တော်လန်မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ Budget Reaction Channel 2ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ Channel လေးမှာကတော့ Channel 1မှာဖော်ပြခွင့်မရတဲ့အရာတွေကိုဒီမှာဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုအားပေးဖို့လည်းဒီညရထမှန်တောင်းဆိုလိုက်ပါတယ်တော်လန်ရေးကိုရက်တမ်းလို့ရတာဒီသူတွေပဲဖြစ်ပြီးတော့တော်လန်ရေးကိုရှစ်ဆက်ဖို့ဟာလေဒီသူတွေရဲ့ကြာရနေရာကနေအားပေးမှုဒါကတော့သိကြပါပဲ2020တက်ကောင်အစပြုလာဝေကူတော်လန်ရေးမှာပြမဲ့တဲ့ပြည်သူတွေပီလျာပေါ်စီးတဲ့သွေးတွေပီလျာပေါ်ကျွေတဲ့မြည်ရည်တွေမခန်းချောင်းသေးဘူးနှလုံးသားထိနာအာနာယုမိတ်စာဘလူတို့လုံးရလိုက်တာဒီဘူးကိုကောင်းပြခါခက်ကိုပြောင်းမနေလက်ကြရင်မလွှဲရကြီးဟဲ့သွေးကြွေးမှမဆွေးနွေးဘူးလေစောင်းတတိတိုက်ပွဲဝင်မယ်ဒီမုံကြီးစီလုံးလိုက်ရဲ့အတွက်ဒီဦးတော်လည်းရင်မှာသူရဲ့ကောအညာသာတို့လက်နဲ့ကင်ဆွဲတိုက်ပွဲဝင်ကြပြီပဲညောင်းပြီးတို့သူရဲ့ကောင်းကြီးလောင်းမင်းရကြီးကူကောင်းစီရမဟာဗန္ဓုလာဆရာစဘုံမင်းရောင်တို့ရဲ့ရင်နဲ့သူတွေလွတ်လပ်ရေးဖခင်ကြီးဘိုးအောင်ဆန်းလို့စိတ်နဲ့မျိုးတို့ရွာမီးရှို့ကြောက်အောင်ဆောင်လဲလေကြောက်ခက်ကိုမောက်ပြလိုက်မယ်စစ်ဖက်အောင်သူမထောက်ပါလေလွတ်လပ်ရေးဟိုက်ရရင်ရမရရင်ချမယ်ချင်းတွေမျိုးနဘေးကအညာသားတို့တိုက်ပွဲခေါ်တဲ့အနောရတာကျန်စတာအထွေယူငလုံးလက်ပဲညောင်းပြီးတို့သူရဲ့ကောင်းကြီးလောင်းမင်းရကြီးကူကောင်းစီရမဟာဗန္ဓုလာဆရာစဘုံမင်းရောင်တို့ရဲ့ရင်နဲ့သူတွေလွတ်လပ်ရေးဖခင်ကြီးဘိုးအောင်ဆန်းလို့စိတ်နဲ့မျိုးတို့ရွာမီးရှို့ကြောက်အောင်ဆောင်လဲလေကြောက်ခက်ကိုမောက်ပြလိုက်မယ်စစ်ဖက်အောင်သူမထောက်ပါလေဒီမိုကရေစီလွတ်လပ်ရေးဟိုက်ရရင်ရမရရင်ချမယ်ချင်းတွေမျိုးနဘေးကအညာသားတို့တိုက်ပွဲအလုံးပဲဒီဗီဒီယိုလေးမှာတွေ့သွားရတော့ဘလောက်ပဲဘုံတွေကြဲကြဲဘလောက်ပဲစစ်ကြောင်းတွေထိုးခံရတော့မှဆွဲမလျှော့တဲ့ညာမြေကပြည်သူတွေရဲ့ကျူးစုမှုတွေကိုတွေ့သွားတာဖြစ်ပါတယ်ဒီလိုပဲတနိုင်ငံလုံးနဲ့ဒီလိုစိတ်ကြိုက်တွေနဲ့ဒီလိုကျူးစုမဲ့နေကိုကြာခင်ရောက်လာတော့မှဖြစ်ပါတယ်တော်လန်မျိုးတွေအားလုံးပဲယနေ့ဧပြီလ19ရက်နေ့စနေနေ့ရဲ့နေ့လယ်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းတွေထဲမှာတော့ breaking news တပုတ်နေနဲ့ကတော့နေပြီးတော့ ALA latest scan ကိုတော်လိုင်းတများစပေါင်းပြီးတော့100မ short type ဒုံးတွေဖြင့်နှစ်သစ်လက်ဆောင်ပေးပို့လိုက်ကြောင်း BWN ဖွဲ့ကနေပြီးထုတ်ပြန်ထားပါတယ်နေပြီးတော့မှပြည်သူများကလည်းပောက်ကွဲတံများကြားရကြောင်းပြောဆိုနေတာလည်းတွေ့ရှိရပါတယ်ဧပြီလ18ရက်နေ့ည10:05မိနစ်အချိန်မှာစစ်ကောင်စီရဲ့နေပြီးတော့ ALA latest scan ကို100မ short type ဒုံးများဖြင့်တိုက်ခတ်ခဲ့ကြောင်းတိုက်ခတ်မှုကိုတော့အားလုံးသိတဲ့အတိုင်းပဲ BWN ဖွဲ့ရဲ့ဦးစီးဦးဆောင်မှုဖြင့်တသစ်နဲ့ဖွဲ့ကနေပြီးတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးနေပြီးတော့ ALA latest scan တွင်းကို100မ short type ဒုံး3လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ရုပ်ဆိုးရရဲ့အကူအညီနဲ့တူစစ်ကောင်စီကလာရှိုးမျိုးတက်ကိုပြန်ဝင်လာပြီးဧပြီလ18ရက်နေ့မှာပဲမိုးကုတ်မျိုးကစစ်ကောင်စီတပ်ကညပိုင်းအထိ Y12 ဘုံကျဲလိန်နေနဲ့ပတ်ပြန်ပြီးကင်းထောင်နေတာကိုသိရှိရပါတယ်။နေကုန်ပတ်ပြန်နေတာလာရှိုးကိုသူတို့ဝင်သွားတာကပြဿနာတော်တော်ကိုကြီးပါတယ်။တမ်းမြောက်ရောမိုးကုတ်ကိုပါစည်ရေးချင်းချောက်မှုတွေကိုနေမဲ့စိုက်မဲ့လွတ်လာတဲ့သဘောပါဘူး။မိုးကုတ်မျိုးကန်တူကလည်းပြောထားပါတယ်။Y12 ဘုံကျဲလိန်ဟာဧပြီလ18ရက်နေ့နောက်ပိုင်းမှာစတင်ပြီးပတ်ပြန်နေခဲ့ပြီးမိုးကုတ်မျိုးနဲ့ညောင်မင်းတာရောက်ကိုညနေ4:50မှာဘုံကျဲခဲ့ပါတယ်။ဆိုပါတိုက်ခိုက်မှုလိုက်ဒေသခံ2ဦးကြာဆုံးခဲ့ရပါတယ်။လာရှိုးမျိုးကိုစစ်ကောင်တပ်ဖွဲ့ဝင်များမှဧပြီလ18ရက်နေ့နောက်ပိုင်း၌လာရှိုးတီဘောပြည်တော်သူလမ်းရှိ
နောင်မွန်လမ်းပိုင်းမှာတဆင့်ဝင်ရောက်လာသလိုဌာနဆိုင်ရာဝန်ထမ်းတချို့ကိုလည်းရဟတ်ရင်ပဲပို့ဆောင်နေကြောင်းသိရှိကြပါတယ်။လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီကရော MNDAA ကပါသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ MNDAA ဟာ139ခုစစ်စင်ရေးနဲ့အတူတိမ့်ပိုက်ခဲ့ပြီးအုပ်ချုပ်ရေးရန်တရားဖော်ဆောင်နေတဲ့လာရှုမျိုးဟာစစ်ကောင်စီထံပြန်ပေးရန်တရုတ်ကဖိအားပေးခဲ့ပြီးအခုကစစ်ကောင်စီတပ်တွေပြန်ဝင်လာခြင်းဖြစ်ပါတယ်။လာရှုမျိုးကိုစစ်ကောင်စီပြန်ဝင်လာပါကမြောက်ပိုင်းမဟာမိတ်3ဘွဲ့ထိန်းချုပ်ထားတဲ့မြို့နယ်များကိုစစ်ရေးအရချင်းချောက်ခံရလာနိုင်ကြောင်းတော်လိုင်းအင်အားစုများကဒေသခံများကလည်းသုံးသပ်ထားပါတယ်။မိုးကုတ်မျိုးကို TNLA PDF နဲ့မိုးကုတ်ဗျူဟာကပြီးခဲ့တဲ့2024ဇူလိုင်24မှာသိမ်းယူခဲ့ပြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့နဲ့ TNLA တို့ကမြို့နယ်အုပ်ချုပ်ရေးနဲ့ပြည်내ထူထောင်ရေးများဆောင်ရွက်နေခြင်းဖြစ်ပါတယ်။မိုးကုတ်မျိုးကိုမြန်မာနယ်စံတရက်နေ့ဧပြီလ18ရက်နနက်10:00နာရီကမှစတင်ပြီးတော့စစ်ကောင်စီကလေကြောင်းမှာဘုံတွေစကျဲနေတာကိုတွေ့ရှိရပါတယ်။အမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့လက်ရှိချိန်ဒီမှာထိုင်းနိုင်ငံကနေပြီးတော့အရင်တော့ဝန်ကြီးဝန်ဖြစ်တဲ့သက်စင်ရဲ့စီစဉ်ပြမှုနဲ့လေးရှားဝန်ကြီးချုပ်နဲ့မင်းအောင်နိုင်တွေ့ဆုံခဲ့တယ်လို့လေးရှားဝန်ကြီးချုပ်ကလည်း NUG နဲ့လည်းထပ်မံတွေ့ဆုံခဲ့တဲ့အနေအထားတစ်ခုကိုသုံးသက်ဝေဖန်ဖော်ပြထားတာတွေကိုပြန်လည်ဝင်ပြပေးလိုက်ပါတယ်။အကြည့်ရတဲ့အမျိုးတွေကျွန်တော်နဲ့အတူတော်လို့ရပါတယ်။ဒါပြုသဘောဆောင်တယ်လို့သူကထပ်ခါပြောသွားတာကျွန်တော်တွေ့ရတယ်။အဲ့ဒီထဲမှာဘာတွေ result ထွက်ခဲ့တယ်လဲဘာတွေရခဲ့တယ်လဲဆိုတော့ဒီငလင်ကြောင့်နောက်ပိုင်းပေးမဲ့အကူအညီတွေကိစ္စတွေပြီးတော့အရေးပေါ်စေုံတိစောဖို့ကိစ္စတွေမြန်မာနိုင်ငံရဲ့အခြေအနေကပုံမှန်အခြေအနေပြန်သွားဖို့ဆိုတဲ့ကိစ္စတွေသူတို့ဆွေးနွေးခဲ့တယ်။ဒါအပြင်အန်နဝါနောက်ပိုင်းမှာလုပ်ခဲ့တဲ့ပြည်ထောင်ရှင်းလင်းပွဲမှာလည်းဒီ ceasefire လို့ခေါ်တဲ့ဒီအပြစ်ခတ်ရဲ့စေကိစ္စကိုသူပြောဆိုခဲ့တယ်ဆိုတာမျိုးပေါ့နော်။တိုက်တွန်းပြောဆိုခဲ့တယ်ဆိုတာမျိုးတွေကျွန်တော်တို့ကြားရတာဖြစ်ပါတယ်။ဆိုတော့ပြောရရင်စိတ်ဝင်စားဖို့ကောင်းတယ်ဘန်ကောက်မှာကျင်းပတဲ့ပြီးခဲ့တဲ့နှစ်ပတ်ကကျင်းပခဲ့တဲ့ BIMSTEC အစည်းအဝေးမှာစစ်ကောင်စီခေါင်းဆောင်လာတယ်အခုနှစ်ပတ်အတွင်းမှာပဲသူဘန်ကောက်ကိုတစ်ခေါက်ပြန်လာရတယ်အဲ့ပြန်လာတဲ့အခါမှာမြန်မာပြည်ရေးအဓိကဆွေးနွေးဖို့ဖြစ်တယ်ခုနပြောသွားတဲ့အာဆီယံ chair နဲ့တွေ့ဆုံဆွေးနွေးဖို့ဖြစ်တယ်အဲ့တော့အန်နဝါထုတ်ပြောသွားတဲ့အထဲမှာလည်းဘာလဲဆိုတော့ဒီနှစ်စန်းတရက်နေ့မှာအကျဉ်းသားပေါင်း4000ကျော်လွတ်တဲ့ကိစ္စကိုလည်းဒါသူကကောင်းတဲ့ရလဒ်တစ်ခုအနေနဲ့သူကထုတ်ဖော်ပြောဆိုသွားတာတွေ့ရပါတယ်ဒါပေမဲ့သူမပြောတာတခုတော့ကြံတယ်အဲ့ဒီမှာနိုင်ငံရေးအကျဉ်းသားပေါင်း20ကျော်ပဲပါတယ်ဆိုတော့ပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချက်တွေပေါ့နော်ဆိုတော့ဒါအပြင်ထူးခြားတာတခုကတော့အန်နဝါနဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်အပြင်ညစာစားပွဲမှာတော့ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တက်ရောက်တာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီအာနာသိန်းခေါင်းဆောင်နဲ့တွေ့ဖို့အတွက်ရွေးချယ်တဲ့နေရာကိုဘာကြောင့်ဒီထိုင်းကိုရွေးတာလဲပေါ့ထိုင်းနေရာကိုရွေးတာလဲပေါ့နောက်တစ်ခုကကျတော့ဒီမှာခုနကကောင်ဆိုပြောသွားတဲ့ Mr. Thaksin Shinawatra ပေါ့နော်သူ့ရဲ့အခန်းကဏ္ဍကလည်းစိတ်ဝင်စားဖို့ကောင်းပါမယ်ပြန်ကောက်မယ်ဆိုရင်မလေးရှားကမြန်မာအရေးကိုစိတ်ဝင်စားတယ်အန်နဝါကလည်းဟိုးအရင်ကတည်းကမြန်မာအရေးကိုစိတ်ဝင်စားခဲ့တာဖြစ်တယ်ဒေါ်ဆန်းစုကြည်နဲ့လည်းရင်းနှီးကြောင်းဝင်သူဖြစ်ခဲ့ပါတယ်ဆိုတဲ့အခါကျတော့တစ်ချိန်တည်းမှာပဲမလေးရှားနိုင်ငံမှာလည်းလာရောက်ခိုးလုံနေတဲ့မြန်မာဒုက္ခသည်တွေအလုပ်သွားလုပ်တဲ့မြန်မာတွေပြီးတော့ရခိုင်ပြည်ကရိုဟင်ဂျာဒုက္ခသည်တွေလည်းအများပြားနေထိုင်နေကြတာဖြစ်ပါတယ်ဆိုတော့မလေးရှားအရင်ကတည်းကမြန်မာကိစ္စကိုစိတ်ဝင်စားတယ်အခုဒီနှစ်မှာအိုင်စင်ဥက္ကဋ္ဌရာထူးရတဲ့အခါမှာအန်နဝါအနေနဲ့သူပြေးပြီးတော့ဟလာမြန်မာအရေးနဲ့ပတ်သက်ပြီးမစိမ့်ဘူးဆိုတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းကဲ heavyweight ပေါ့နော်သူ့ကိုခေါ်ပြီးတော့ advisor ဖြစ်နေအတိုင်းနိုင်ငံဖြစ်နေခန့်ခဲ့တာကိုကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သူအာဆီယံ chair ကိုယူတဲ့အခါမှာမြန်မာအရေးကိုသူဟာလုပ်ပြရမယ်ဆိုတာသူသိတဲ့အတွက်ကြောင့်လွန်ခဲ့တဲ့3လကျူတင်ပြင်ဆင်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။နောက်တစ်ခုက taxing ဘယ်သူလဲပေါ့။ဆို taxing ကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲသူကထိုင်းနိုင်ငံမှာရှိတဲ့ဘီလီယံနာတရေတယောက်ဖြစ်တယ်။ဒီတော့လည်းဝန်ကြီးချုပ်ဖောင်းတောင်းဝင်ယူခဲ့တာဖြစ်တယ်။အခုလက်ရှိအစိုးရကလည်းသူ့ရဲ့သမီးကိုဝန်ကြီးချုပ်ဖြစ်ခန့်ထားတဲ့အစိုးရဖြစ်တယ်။သူကြိုးကင်လို့ရတဲ့အစိုးရတခုလို့ပြောလို့ရတာပေါ့နော်။ဆိုတော့ဒါအပြင်နာဝတနာဖစစ်ကောင်းဆောင်နေတယ်လေဗိုလ်ချုပ်မူကြီးတန်းရွှေတို့ဗိုလ်ချုပ်မူကြီးဟောင်းတန်းရွှေတို့ဗိုလ်ချုပ်ကြီးအောင်ခင်ညွန့်တို့နဲ့သူကရင်းနှီးကြောင်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။ဆိုတော့ဗမာမြန်မာပြည်ရင်းနဲ့ပတ်သက်ရင်သူကလူစိမ်းကြောင်မဟုတ်ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါအပြင်ဥခင်ညွန့်သားပိုင်ခဲ့ဘူးတဲ့ဗကန်ဆိုင်ဘာတက်ကိစ္စတွေမှာလည်းဒီလုံးတွေပေါ့ဘဏ်လုံးတွေပေါ့နော်ငွေဘဏ်ရဲ့ငွေချင်းမဲ့ကိစ္စတွေနဲ့သူထိုင်းနိုင်ငံမှာပဲသူဆွဆွဲခံရတဲ့ကိစ္စတွေရှိတယ်ပြည်နေတန်းခံရတယ်ပြီးတော့အာဏာသိမ်းမှုတွေဖြစ်တယ်ဒီတစ်ခေါက်ပြန်လာတဲ့အခါမှာလဲဟလာမနစ်ကဧပြီလတည်းတိုက်ဆိုင်ကြံတွင်းမှာပဲမြန်မာရေးမှာသူ peace broker သူကိုသူငြိမ်းချမ်းရေးပွဲစားလုပ်ပေးမယ်ဆိုတဲ့အတန်တွေထွက်ခဲ့တယ် ERO ခေါင်းဆောင်တချို့ခေါ်တွေ့တယ်သူနဲ့အရင်ဆုံးလူပြောမယ်ဆိုရင်လဲRCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီး USF ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့ဗမာတန်ရင်တိုင်းဝဲနဲ့သူနဲ့နီးစပ်လားဆိုတော့လေဒီလောက်နီးစပ်တာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ Taxing ကတော့ပြောမယ်ဆိုရင်တော့တကယ် D maker ပေါ့နော် D maker ဖြစ်တဲ့အတွက်ကြောင့်သူ့မှာနိုင်ငံရေးလောဘလည်းရှိတယ်စီးပွားရေးလောဘလည်းရှိတယ်ဟလာမြန်မာပြည်ကိုသူကဝင်လုပ်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုကျွန်တော်တို့သိထားမှာတော့ Taxing နေမဟုတ်ဘဲနဲ့အန်နဝါကတခြားအာဆီယံခေါင်းဆောင်တချို့လည်းသူရဲ့ဒီ advisory board ထဲမှာထည့်ထားတာကျွန်တော်တွေ့ရပါတယ်အဲ့ဒီသူတွေလည်းအခုဘန်ကောက်အစည်းအဝေးလာတက်တယ်လို့ကျွန်တော်နားလည်ထားတယ်အဲ့ဒီမှာစင်ကာပူနိုင်ငံသားဝန်ကြီးအောင်ဂျော်ရှိုလည်းပါတာတွေ့ရတယ်ဆိုတော့ဒီမြန်မာပြည်ကို
မလေးရှားကကင်တွဲရမယ်ကင်တွဲတဲ့ခါမှာ advisory board တွေထားမယ်ဟလာအင်ဒိုနီးရှားလည်းပါတယ်စင်ကာပူလည်းပါတယ်ထိုင်းလည်းပါတယ်ပေါ့လေထိုင်းမှာတော့ taxing ကအဓိကအနေနဲ့ပါတယ်လို့ကျွန်တော်သုံးသပ်လို့ရပါတယ်နောက်တစ်ခုကဘန်ကောက်မှာဘာလို့လုပ်လဲဆိုရင်တော့ taxing ကိုယ်တိုင်ကလည်းဒီကိုပြန်လာရတဲ့သူဖြစ်တယ်ခံဝင်ကျုံတဲ့နေရာတဲ့သူဖြစ်တယ်ပြီးတော့ဒီထိုင်းနိုင်ငံနဲ့သူကအပြင်ထွက်ခွင့်မရှိဘူးအဲ့တော့တွေ့မယ်ဆိုရင်လည်းဘန်ကောက်မှာပဲတွေ့မယ်ဆိုတဲ့သဘောမျိုးနဲ့ဘန်ကောက်မှာပဲဒီစီဝေးပွဲကိုစီစဉ်တယ်လို့ကျွန်တော်သုံးသပ်လို့ရပါတယ်ဟုတ်ကဲ့ဒီအစောပိုင်းတော့ကတော့ဟာ NUG ကိုဟာဒီတရားဝင်မဟုတ်ဘဲနဲ့တိတ်တိတ်တွေ့တယ်ဆိုပြီးတော့ဒီအာဆီယံပါဝင်ဟာတန်တမန်တချို့နဲ့ပတ်သက်တဲ့ဒီဝေဖန်တဲ့ဟာတွေကျွန်တော်အစောပိုင်းသတင်းတွေမှာကျွန်တော်တွေ့ခဲ့ရတာရှိတယ်ဒီနေ့မနေ့ပေါ့ဒီနေ့ဒီတောက်ကြနေမနေ့ပိုင်းမှာတော့ဒီမလေးရှားဝန်ကြီးချုပ်အနေနဲ့ဟာဒီ NUG ဝန်ကြီးချုပ်ကိုတွေ့ဆုံတာတရားဝင်ပုံစံမျိုးပေါ့လေအဲ့လိုမျိုးတွေ့ရတယ်ဆိုတော့ဒီကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ထင်ပါစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဝန်ကြီးချုပ်မမင်းခိုင်တန်းနဲ့တွေ့တဲ့ပွဲကိုလည်းအန်ဝါကပြောတာကတော့ဒါ constructive ဖြစ်တယ်အတူတဘောဆောင်တယ်လို့ပြောတယ်အဲ့ဒီမှာလည်းခုနအကူအညီထောက်ပံ့ရေးကိစ္စတွေနဲ့ပတ်သက်ပြီးဆွေးနွေးတယ်လို့ကျွန်တော်တို့သိထားတယ်ပေါ့နော်ဒီစစ်ကောင်စီကောင်းဆောင်နဲ့တွေ့ဆုံတဲ့ပွဲတော့တပ်ပုံထုတ်တာကျွန်တော်တို့မတွေ့ရဘူးပေါ့နော်ရုပ်တံလည်းမတွေ့ရဘူးရုပ်တံလည်းမတွေ့ရဘူးပေါ့နော်ကားမှလည်းမြန်မာအလံကတ်ထားတာမတွေ့ရဘူးဆိုမတွေ့ရဘူးဝန်ကြီးချုပ်မမင်းခိုင်တန်းကတော့သူကိုယ်တိုင်သွားပြီးတော့တင့်တော်တဲ့တစ်ချိန်မှာမလေးရှားကိုသွားပြီးတော့ဟာလာအန်ဝါနဲ့တွေ့ကျင်နေဆိုတဲ့ဟာလဲကျွန်တော်တို့အဲ့ဒီမှာထုတ်ပြန်တဲ့ထဲမှာတွေ့ရတယ်ပေါ့နော်တခုကတော့ဒီအန်ဝါကပြောတဲ့ထဲမှာထူးခြားတာတခုကတော့လေသူကဒီလိုနှစ်ဖက်လုံးနဲ့တွေ့ဆုံတဲ့ပွဲမှာနှစ်ဖက်စလုံးကဒီလိုတွေ့ဆုံတော့ကန့်ကွက်မှုမရှိဘူးဆိုတာကိုသူထည့်ပြောသွားတာတွေ့ရပါတယ်နောက်တစ်ခုကနောက်တစ်ခုကဘာလဲဆိုတော့ဒီမလေးရှားရဲ့ခြေလမ်းပေါ့နော်ဒါမလေးရှားတယောက်တည်းမလေးရှားတနိုင်ငံရဲ့ခြေလမ်းလားမလေးရှားအစိုးရတစ်ခုရဲ့ခြေလမ်းလားဆိုတော့လည်းမဟုတ်ဘူးဆိုတာကျွန်တော်တွေ့ရတယ်ထိုင်းရဲ့ပူပေါင်းဆောင်ရွက်မှုရှိတာကျွန်တော်တွေ့ရတယ်ဟာလားဒါအပြင်ကျွန်တော်ခုနပြောခဲ့သလိုပဲစင်ကာပူနဲ့အင်ဒိုနီးရှားအာဆီယံမှာအရေးကြီးတဲ့နိုင်ငံပေါ့သူတို့ကိုယ်တိုင်လည်းနောက်ကနေပြီးတော့ဝိုင်းဝန်းနေတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်ထုံးစံတိုင်းတော့ဟလာဒီမြန်မာစစ်ကောင်းဆောင်ထိုင်းမြင်နေတဲ့အချိန်မှာထိုင်းနေရတော့ဟိုအရန်စိတ်ဆိုးဒေါသထွက်ကြတာပေါ့လေဒီရာဇဝတ်မကောင်းဆိုးကိုဘာကြောင့်ထိုင်းကလက်ခံနေတာလဲဆိုတာထိုင်းဆိုးရဲ့လက်ခံနေတာစဉ်းစားလို့မရဘူးဘန်ကောက်ကိုဖွတ်တက်တယ်ဆိုပြီးဘန်ကောက်ကိုဖွတ်တက်တယ်ပေါ့ဒီလူသက်ဝရမ်းပြေးကိုဘာကြောင့်လက်ခံတာလဲတိုင်းပြည်နာတယ်ပေါ့။အိဗရာဟန်ဆိုလို့ရှိရင်လည်းဘာကြောင့်သူတို့နိုင်ငံမှာမတွေ့ဘဲနဲ့ထိုင်းမှာလာတွေ့ရတာလဲသူတို့ထိုင်းကိုတိတ်ခါကြစေတယ်ပေါ့ဒီကောင်းဆောင်ကဒီလိုဝေဖန်မှုတွေလည်းအများကြီးကျွန်တော်တို့တွေ့ရတာပေါ့လေ။ဒါတော့ကြားထင်ပါတယ်။ဆိုတော့မြေပြင်မှာကကြတော့မြန်မာနိုင်ငံမှာဟိုဒီဆွေးနွေးပွဲတွေမှာလာအကူအညီပေးတဲ့နိုင်ငံတွေအာဆီယံပဲဖြစ်နိုင်ငံတကာပဲဖြစ်ပြည်သူလူထုရှိကိုထိထိရောက်ပို့အောင်မယ်ဆိုတဲ့ဟာမျိုးတွေပြောဆိုနေတာအရေးပေါ်ကိစ္စတွေလဲအောင်မယ်လို့ပြောဆိုနေပေမဲ့ကျွန်တော်တကယ်မြေပြင်မှာကြတော့အဲ့ဒီအကူအညီတွေကထိထိရောက်မရရှိကြတာအများစုကမရရှိနေကြဘူးပေါ့လေဒီထဲမှာမှကျွန်တော်တို့ငလင်ကြောင့်ပျက်စီးတဲ့အပျက်စီးတွေကကျွန်တော်တို့တွေ online မှာဒီသတင်းစာမျက်နှာတွေမှာတွေ့နေရတာထက်မြေပြင်မှာအစပေါင်းများစွာစိုးတယ်ဆိုပြီးတော့မြေပြင်လူတွေရဲ့ပြောဆိုချက်ကျွန်တော်တို့သိရတာပေါ့လေဒါအပြင်မန္တလေးမှာဆိုလို့ရှိရင်နေ့စဉ်နောက်ထပ်လှုပ်နေတဲ့ငလင်တွေကြောင့်ဒီ trauma ရနေရပေါ့နော်စိတ်ဒဏ်ရာပါရနေကြတယ်ဒီလိုအခြေအနေမျိုးတွေနဲ့နေထိုင်နေရတဲ့ဟာတွေကိုကျွန်တော်တို့တွေ့ရပါတယ်ဟုတ်ဆိုတော့ဒီမြေပြင်အခြေအနေပေါ့နော်မြေပြင်အခြေအနေမှာတော့ခုနကကိုကျော်ခပြောခဲ့သလိုပဲကျွန်တော်တို့လေရင်ကြီးတွေနဲ့အလှူရှင်တွေရှိတယ်လက်ခံသူတွေရှိတယ်ဓာတ်ပုံတွေကျွန်တော်တို့တွေ့နေရတော့လဲပဲအဲ့ဒီအလှူခံထားတဲ့ပစ္စည်းတွေကမြေပြင်မှာလက်တွေ့လိုအပ်နေတဲ့သူတွေစီကိုမရောက်ဘူးဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်သွားတွေ့ရတာပေါ့နော်အခုကျွန်တော်တို့စကိုင်းမန္တလေးနေပြည်တော်ကိုကြည့်မယ်ဆိုဒီနေပြည်တော်ကဒီငလင်ရဲ့တန်ကိုအချိကျက်ခံရတာမျိုးပေါ့နော်နေပြည်တော်ပြန်လဲတိဆောက်ရေးအတွက်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ကိစ္စတွေ budget တွေအများကြီးလိုမယ်လို့ပြောနေကြပါတယ်အခုချိန်မှာအဲ့ဒါတွေကိုဘယ်သူကပေးမှလဲနိုင်ငံတော် budget တွေကသုံးပါလားပြန်လဲတိဆောက်ရေးကိစ္စမှာဆိုရင်ရောဘယ်သူတွေကအကျိုးမြတ်တွေရကြမှာလဲဆိုတဲ့ကိစ္စတွေပေါ့နော်ဘေးပတ်ဝန်းကျင်နိုင်ငံတွေရောအိန္ဒိယတရုတ်အာဆီယံနိုင်ငံတွေရောဒီပြန်လဲတိဆောက်ရေးကိစ္စတွေမှာဘယ်လောက်ထိဝင်ပြီးတော့ကူညီပေးမှလဲအဲ့လိုကူညီပေးတဲ့အခါမှာလဲဘယ်လို condition တွေဘယ်လိုအခြေအနေတွေမျိုးတွေနဲ့ဝင်ပြီးကူညီမှလဲဆိုတဲ့မိကုန်းတွေရှိတာကျွန်တော်တွေ့ရပါတယ်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ဒီစစ်ကောင်စီခေါင်းဆောင်တွေပါဝင်ထိတ်တိုင်းကသူတွေကတော့သူတို့တွေဘာမှမထိခိုက်ဘူးသူတို့တွေရဲ့အကျိုးစီးပွားလည်းဘာမှမထိခိုက်တဲ့အတွက်ကြောင့်ဘသူတေငတေမှာပြီးတော့ထင်ရဆိုင်မယ်ဆိုတဲ့ဟာနဲ့ဆက်ဆိုင်နေတာမျိုးတော့ကျွန်တော်လောဆယ်တွေ့ရတာဖြစ်ပါတယ်နောက်တစ်ခုကဒီအာဆီယံပါဝင်အိန္ဒိယချင်းနိုင်ငံတချို့ကပြောနေတာမြန်မာနိုင်ငံထဲမှာတည်ငြိမ်ရေးအပြစ်အခက်ရဲစဲရေးဆိုတဲ့ကိစ္စကိုပြောနေကြတာပေါ့နော်ဒီစစ်ကောင်စီဘက်မှာလည်းသူတို့ lobby လုပ်နေတဲ့ပုံစံတွေပြောဆိုနေကြတာကျွန်တော်တွေ့နေရတယ်ပေါ့ဆိုတော့အဲ့ဒီအခြေအနေတွေကလက်ရှိမြေပြင်အခြေအနေနဲ့တဟဇာတာဖြစ်မနေဘူးပေါ့နော်မြေပြင်အခြေအနေနဲ့ကအရန်ကြီးကိုဖြစ်ဖို့အလားအရန်နဲနေတဲ့ပုံစံကိုကျွန်တော်တွေ့ရတယ်အခုကျွန်တော်တို့တွေနှစ်ယောက်စကားပြောနေတဲ့အချိန်မှာဆိုလို့ရှိရင်ကင်ပြည်နယ်ထဲမှာဂျုံတိုးတို့ကော့ဂရိတ်တို့မှာအကြီးအကျယ်အပြင်းထန်
တိုက်ပွဲတွေဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ဒီဟာတွေကဒီငလင်ကာလမှာတော့ပြည့်ရမယ်ဆိုတဲ့အခြေအနေမှာတော့မှရက်လို့မရတော့တဲ့အခြေအနေပေါ့နော်ဆိုတော့အခုဒီသူတို့ပြောနေတဲ့တည်ငြိမ်ရေးနော်အပြစ်ခတ်ရဲစဲရေးဆိုတာတော်တော်လေးလက်တွေ့အခြေအနေနဲ့ကင်းတယ်လို့ထင်ပါတယ်ရွေးကောက်ပွဲတော့ဘယ်လောက်ထိဘယ်လိုလုပ်ရမှန်းမသိတဲ့အခြေအနေမျိုးမှာပေါ့လေရွေးကောက်ပွဲလို့ပြောချင်တာပါလဲဆိုတော့အခုပြီးခဲ့တဲ့နှစ်ဆန်းတရက်နေ့မှာဟလာစစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကထွက်ပြီးပြောတာဒီဇင်ဘာလမှာရွေးကောက်ပွဲကိုပြီးအောင်လုပ်မယ်အဲ့တော့ပြည်သူတွေပူးပေါင်းကူညီကြပါလို့ဝင်ပြီးသူကထွက်ပြီးပြောတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့သူ့စကားလုံးကိုပြန်ကြည့်မယ်ဆိုရင်လုပ်ငန်းတဲ့၄နှစ်အတွင်းမှာ6လမပြည့်ခင်မှာ6လပြည့်ပြီးနောက်ပိုင်းမှာသူဂတိမျိုးမျိုးထွက်ပြီးပြောတာစကားမျိုးပြောင်းပြောတာကိုကျွန်တော်တွေ့ရတယ်သူ့စကားတွေကတခုမှအဖက်တင်လို့ရတာအဖက်ဆယ်လို့ရတာတခုမှမရှိသေးတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့မင်းအောင်လည်းရဲ့စကားတွေတော့လုံးဝချင်းကြယူစကားတွေပါပဲအဲ့လိုပဲသူ့ရဲ့နောက်လိုက်စစ်ကွေးတောက်တိုင်နေလေပြောသမျှအရာအလုံးကချင်းကြယူဆိုတာတော့ကော်လန်ပြည်သူတွေအားလုံးကသိရှိနေပြီးသားဖြစ်မှာပါလေပေါ်မှာပဲရှိပြီးတော့တကယ်မြေပြင်အနေထားမှာအားလုံးနှစ်ဖက်စလုံးကဆက်ပြီးတိုက်နေတာကျွန်တော်တွေ့ရတယ်ပေါ့နော်တစ်ချိန်တည်းမှာပဲအိန္ဒိယတို့အာဆီယံတို့မလေးရှားတို့အနေပြီးတော့ ceasefire ဆိုတော့ခေါ်တယ် UN ခေါ်တယ်ဒါပေမဲ့တကယ် ceasefire ခေါ်မယ်ဆိုရင် ceasefire ကို monitoring လုပ်တဲ့စောင့်ကြည့်တဲ့အဖွဲ့တွေဆိုတာထားရပါတယ်မြေပြင်မှာထားရတယ်သူတို့တွေကနေပြီးတော့ဒီ ceasefire ကိုတကယ်တည်မြဲမတည်မြဲဆိုတော့လိုက်ပြီးလေ့လာတဲ့အဖွဲ့တွေရှိပါတယ်နိုင်ငံတကာလှုပ်တဲ့အဖွဲ့တွေပေါ့နော်အဲ့လို monitoring system လည်းမရှိဘဲနဲ့ ceasefire ခေါ်နေတယ်ဆိုတာလည်းကျွန်တော်ပြင်လာတော့လက်တွေ့မကြောက်ဘူးလို့ကျွန်တော်မတည်ဆိုလို့ရှိရင်လာရှိုးအကြက်ကင်ပြီးတော့မှပဲစုပ်ခိုင်းလိုက်တဲ့အခြေအနေပေါ့နော်ဒါပေါ့အဲ့တော့ပြောချင်တာကတော့ ceasefire ဆိုတာကိုပြည်တွင်းမှာရှိတဲ့လက်နက်ကန်တိုက်နေတဲ့အုပ်စုတွေဟာစစ်ကောင်စီဟာ ceasefire ဆိုတာကိုယ့်သဘောနဲ့ကိုယ်ဘာသာပြန်နေပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုနေတယ်ပြောလို့ရတယ်ဆိုတော့ ceasefire ကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာလည်းငလင်လှုပ်သွားတဲ့နေရာမှာပဲ ceasefire မဖြစ်ရမှာလားအဲ့နေရာကိုကြော်သွားရင်ဆက်ပြီးတော့တိုက်ကြမှာလားဆိုတဲ့ကိစ္စအခုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုစကိုင်းထဲမှာလည်းတိုက်နေတာပဲဟုတ်တယ်မလားအများကြီးဖွဲ့လို့ရမလေးမှာတော့ဘုံကျဲနေတာဟုတ်တယ်မလားဆိုတော့ ceasefire အလုံးမဖြစ်ဘူးအဲ့တော့အခုဒီအဲ့ဒီစစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ပြီးတော့မကြခင်မှာပဲဒလနာရှင်းလင်းပွဲမှာအန်ဝါနေပြီးတော့သူပြောသွားတယ်ဆက်ရှင်းနေမှလုပ်တယ်ဒလနာရှင်းလင်းပွဲဘန်ကောက်မှာလုပ်သွားတာဆိုတော့ ceasefire အရေးကြီးပါတယ်တဲ့လူသားချင်းစာနာမှုထောက်ပံ့မှုပေးတဲ့အခါမှာလဲနိုင်ငံရေးအယောင်သွေးတွေခံယူချက်တွေရက်တီချက်တွေကိုကြည့်ပြီးဆုံးဖြတ်လို့မရတဲ့အကြောင်းမြန်မာတပြည်လုံးကိုဒီအကူအညီတွေရောက်ရှိဖို့လိုတဲ့အကြောင်းကိုသူကဆက်ပြီးတိုက်တွန်းသွားတာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့လက်တွေ့မှာမြေပြင်မှာက ceasefire ဆိုတာမရှိဘူးအားလုံးတိုက်နေကြတာကိုပဲကျွန်တော်တို့တွေ့ရတယ်ဟုတ်တယ်အဲ့ ceasefire ဆိုတာယူ monitor လုပ်မဲ့စောင့်ကြည့်မဲ့အဖွဲ့အစည်းလည်းမရှိဘူးအဲ့လားအဲ့အဖွဲ့အစည်းတွေရှိဖို့တက်ကလည်းသူပေါင်းများစွာနဲ့ budget အကြီးကိုတော့မှာဖြစ်တယ်ဗမာပြည်မှာအဲ့ဒါကျွန်တော်မြန်မာပြည်မှာအဲ့ဒါမျိုးမရှိဘူးအဲ့တော့တရားမင်းလာဆင်းပြီးတော့ပြောလဲကျွန်တော်ထင်တယ်ဂျာမင်းမှာပြစ်ခံမှာပြစ်ခံတဲ့ပုံစံမရှိဘူးပြောမှာပေါ့နော်။အားလုံးပဲဒါလေးကတော့မြန်မာနိုင်ငံလက်ရှိခြေအနေမှာမလေးရှားဝန်ကြီးချုပ်ကနေပြီးတော့ဝင်ရောက်ပြီးတော့ညီနိုင်ဆွေးနွေးမှုတွေလုပ်မယ်ဆိုတဲ့အနေအထားတစ်ခုနဲ့အာဆီယံကဝင်ရောက်မယ့်အနေအထားတစ်ခုပြန်လည်သုံးသပ်ပြပါဖြစ်ပြီးတော့တရားမင်းအောင်ဆင်းပြီးတော့ကယ်လို့မရတော့မြန်မာနိုင်ငံခြေအနေမှာတော့ကယ်လို့ရမှာကတော့ပြည်သူတွေပဲရှိပါတယ်။ကိုပြည်သူတွေကပဲကိုဘာသာကိုပေါ်လန်ပြီးတော့မြန်မာနိုင်ငံကိုပြန်ကယ်ဆရမယ့်ခြေအနေဖြစ်တဲ့အတွက်တို့တွေအားလုံးပဲကြာရနေရာကနေပြီးတော့တက်နိုင်တဲ့ဘက်ကနေပြီးတော့ကြာအားလုံးပေါ်လန်ရေးတွေအတွက်ထောက်ပို့ပေးကြဖို့ဒီနေရာကထမှန်တီးပေးပေါ်လိုက်ပါတယ်။ဒီမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့နဲ့ပဲဆုံးသက်လိုက်ပါတယ်ကျွန်တော်ရဲ့ကိုဂျက် reaction channel 2ကိုလာရောက်အားပေးတဲ့အတွက်လည်းမျိုးတွေအားလုံးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ညပိုင်းအစီအစဉ်ကိုတော့ main channel ဖြစ်တဲ့ Project Revolution channel မှာပြပြပေးသွားမှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်